တင်မြင်ဖူးမှမဟုတ်တော့ငါးများနံပါတ်1 frog fit ဒီငါးကိုတော့ငါးလောကရဲ့ရုပ်ဖြတ်ကျွမ်းကျင်သူတို့တောင်ခေါ်လို့ရပါတယ်ဒီငါးဟာသူ့ရဲ့ပတ်ဝန်းကျင်ကကြောက်တုံးတွေရေမော်တွေနဲ့တူအောင်အယောင်နဲ့အရေပြားပုံစံကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်ရေကူးတာအလွန်ညံ့ပြီးတော့သူ့ရဲ့ရေရက်တွေကိုသုံးပြီးပင်လယ်ကျမ်းပြင်မှာလမ်းလျှောက်တက်ကြပါတယ်ဦးကောင်းရှိမှာတန်ကောင်နဲ့တူတဲ့အရာတစ်ခုပါဝင်ပြီးတော့အဲ့ဒါကိုအသုံးပြုပြီးအစာရှာတက်ကြပါတယ်ပါဇက်ကိုအကျယ်ကြီးဟနိုင်စွမ်းရှိပြီးခန္ဓာကိုယ်ထက်2ဆနီးပါးကြီးတဲ့သားကောင်ကိုတော့တစ်လုံးတည်းမြုပ်ချနိုင်ပါတယ်နံပါတ်1 stone fish ဒီငါးဟာကြီးလိုက်ရင်ကြောက်ခဲတုံးတုံးလို့ထင်ရပြီးတော့ပင်လယ်ထဲမှာအန်တရဲ့အရှိဆုံးသတ္တဝါတွေထဲမှာပါပါတယ်သူ့ရဲ့ကြောရိုးမှာအဆိပ်ရှိတဲ့ဆူး73ချောင်းလောက်ရှိပြီးတော့တစ်ချက်ထိုးမိယုံနဲ့ပြင်းထန်တဲ့နာကျင်မှုတွေအပြင်လေဖြတ်တာနဲ့နှလုံးခုန်ရက်တာတွေအထိဖြစ်နိုင်ပါတယ်ဒီငါးတွေဟာအစာကိုလိုက်ဖမ်းတာမျိုးမဟုတ်ပဲကြောက်ခဲတုံးတုံးလို့အငြိမ်နေပြီးတော့သူ့ရဲ့ရှေ့အစာရောက်လာမှသာစက္ကန့်ပိုင်းအတွင်းအငိုက်ဖမ်းတတ်ပါတယ်ဒီငါးတွေဟာကုန်းပေါ်မှာလည်း24နိုင်ရဲ့အထိအသက်ရှင်နိုင်စွမ်းရှိကြပါတယ်နံပါတ်3 barrel eye fit ဒီငါးကို1939ခုနှစ်ထဲကစတင်တွေ့ရှိခဲ့ပေမဲ့2004ခုနှစ်မှသာသူတို့ရဲ့ဦးခေါင်းဟာကြည်လင်နေမှန်တေချာသိခဲ့ရပါတယ်ငါးရဲ့ဦးခေါင်းထိပ်မှာမှန်လိုမျိုးကြည်လင်နေတဲ့အလွှာတစ်ခုပါရှိပြီးတော့အထဲမှာအစိမ်းရောင်ရှိတဲ့မျက်လုံးတစ်လုံးပါရှိပါတယ်ဒီငါးရဲ့မျက်လုံးတွေဟာပုံမှန်ငါးတွေလိုမျိုးဘေးတိုင်းမဟုတ်ပဲအပေါ်ကိုအမြဲမောကြည့်နေတတ်ပြီးတော့ဒါဟာအပေါ်ကနေဖြတ်သွားတဲ့သားကောင်ရဲ့အရေးကိုအမှောင်ထဲမှာရှာဖွေဖို့အတွက်ဖြစ်ပါတယ်ဒီငါးတွေကိုတော့အလင်းရောင်အလွန်နေတဲ့ပင်လယ်ရေအောက်ပေ2000ကျော်မှာပဲတွေ့ရတတ်ပါတယ်နံပါတ်4 aura fit ဒီငါးဟာကမ္ဘာအရှည်ဆုံးအယိုးပါတဲ့ငါးအဖြစ်စံချိန်တင်ထားပြီးတော့မှတ်တမ်းတွေအရပေ90ဝန်းကျင်အထိရှိတယ်လို့သိရပါတယ်ငါးရဲ့ခန္ဓာကိုယ်ဟာဖဲပြားလိုမျိုးပြားချက်နေပြီးဦးခေါင်းမှာအနီရောင်အမောက်လိုမျိုးစူးတောင်တွေရှိပါတယ်ဂျပန်နိုင်ငံအပါအဝင်အာရှနိုင်ငံအချို့မှာဒီငါးကိုငလင်ငါးလို့ခေါ်ကြပြီးတော့ကမ်းခြေမှာတောင်တင်လာတာဒါမှမဟုတ်ရေတိမ်ပိုင်းတွေမှာမြင်တွေ့ရရင်ငလင်ဆူနာမီစတာတွေဖြစ်တော့မယ်ဆိုတဲ့အယူအဆရှိကြပါတယ်ဒီငါးတွေဟာရေအောက်မီတာ200ကနေ1000အကြားနေထိုင်တတ်လို့မြင်တွေ့ရဖို့အလွန်ခဲယဉ်လာပါတယ်နံပါတ်5 flying fish ဒီငါးဟာပင်လယ်ရေပြင်ပေါ်မှာပြန်တန်းနိုင်စွမ်းရှိတဲ့ထူးခြားတဲ့ငါးမျိုးစိတ်ဖြစ်ပါတယ်သူတို့မှာတောင်ပံလိုမျိုးကျယ်ပြန့်တဲ့စူးတောင်တွေပါရှိကြပြီးတော့ရေပေါ်မှာအတော်ကြာအောင်ပြန်ဝဲနိုင်ကြပါတယ်ငှက်တွေလိုတောင်ပံခတ်ပြီးပြန်တာမျိုးမဟုတ်ပဲလေဟုန်စီးပြီးပြန်ကြတာဖြစ်ပါတယ်လေဟုန်စီးပြီးတစ်ခါပြန်ရင်မီတာ150ဝန်းကျင်အထိပြန်နိုင်တယ်လို့သိရပါတယ်ပြန်တန်းရတဲ့အကြောင်းရင်းကငါးကြီးတွေရဲ့အမဲလိုက်တဲ့ရန်ကနေလွတ်မြောက်ဖို့အတွက်ဆိုပေမဲ့ရေပေါ်ပြန်လိုက်တဲ့အခါငှက်တွေရဲ့ရန်ကိုလည်းကြောက်ရပါသေးတယ်ဒီငါးတွေကိုတော့အတ္တလန္တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာတွေထဲမှာတွေ့ရများပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ငါးတွေကတော့ကမ္ဘာပေါ်ကထူးထူးဆန်းဆန်းငါးလေးတွေပဲဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်